လူတန်းပေးကမ်းမှုဆိုတဲ့ဌာနခေါင်းမှုကတစ်ခုလူတန်းပေးကမ်းမှုဆိုတာနည်းသည်များသည်မဟုတ်ဘူးကိုယ်အိမ်ရှိမှဆွမ်းရလာတဲ့ယဟန်တန်ကိုဆုံးလောင်းတာကအစကိုယ်အိမ်လာတဲ့ဧည့်သည်ကိုကျွေးမွေးဣခန္ဓာအပါဝင်ဌာနကောင်းမှုဆိုတာဖြစ်တယ်နော်နောက်ဆုံးမှာကုံပြောရလို့ရှိရင်မြတ်စွာဘုရားကဘယ်လောက်ထိဟောထားတော့ဆိုဌာနကုသိုလ်ဖြစ်ဖို့တတိထားဖို့ပဲလိုအပ်တယ်ကိုယ်အိမ်မှာစားလို့တောက်လို့ကြံကျွင်းကြံတဲ့သမင်းဟင်းလေးတောင်မှပဲတတ်တရရလုပ်ပြီးတော့တရိစ္ဆာန်လေးတွေစားကြပါစေဆိုပြီးတော့စွန့်ပြရင်တောင်မှပဲကုသိုလ်ရတယ်လို့ပြောတယ်ဌာနကောင်းမှုဖြစ်တယ်ပြောတယ်နော်အမှတ်တမဲ့ပို့လို့လွတ်ပြလိုက်တာကတော့ကုသိုလ်မဟုတ်ဘူးအဲ့တော့ကိုယ်အိမ်မှာစားလို့ကျွင်းကျက်တဲ့အစာအာဟာရလေးတွေကစားပြီးတော့ပို့လို့အမှတ်တမဲ့လွတ်ပြတာမျိုးမလုပ်ခဲနဲ့အပမရဆိုတဲ့တတိတရားနဲ့တတိထားပြီးတော့သရဝလေးတွေဒီအစာအာဟာရကိုစားကြပါစေဆိုပြီးကျွေးမွေးတဲ့အနေနဲ့ခြားထားလို့ရှိရင်နေ့စဉ်နဲ့ညဌာနကောင်းမှုဖြစ်တယ်နော်မြတ်စွာဘုရားကိုယ်တိုင်ကဝိသကောတသုတ်တံမှာဒါဟောထားတာရှိတယ်နောက်ဆုံးမှာတဲ့အိုးဆေးရီခွက်ဆေးရီပကံဆေးရီအကျွင်းကြံထမင်းဘတ်ဟင်းဘတ်ကလေးတွေအားစပြီးသရဝလေးတွေစားကြပါစေဆိုတဲ့ရှိရချက်လေးနဲ့စွန့်ပြည့်တောင်မှပဲဌာနကောင်းမှုဖြစ်ပါတယ်အဲ့ဒီဌာနကောင်းမှုကကိုယ်ဘဝဖြစ်လျာမှာကိုယ်မှာအစားအစာရှားပါမှုမစားရမှုငတ်ပြတ်မှုဆိုတာဖြစ်စေတယ်လောကမှာကမ္ဘာမှာဒီကနေ့ခေတ်တန်ပေါင်း9000လောက်လူတွေရှိတယ်လူဦးရေမြန်မာနိုင်ငံမှာတော့တန်50ကျော်လောက်ပဲရှိတယ်နော်အလုံးတစ်ကမ္ဘာလုံးခြုံလိုက်မယ်ဆိုရင်တန်ပေါင်း9000ကျော်ရှိတယ်အဲ9000ကျော်ထဲမှာအချိုးကျတွက်ကြည့်လိုက်မယ်ဆိုရင်လူ8ယောက်တယောက်ဟာထမင်းမဝဘူးလို့ပြောတယ်အစာဝအောင်မစားရဘူး8ယောက်တယောက်လောက်ကထမင်းဝအောင်မစားရဝအောင်စားတဲ့လူက9ယောက်လောက်ပဲဝအောင်စားတယ်10ယောက်မြောက်တယောက်ကမဝမပြည့်မစုံစားစားလောင်လောင်နဲ့နေရတယ်တရဝါတွေကိုတော့မပြောနဲ့လူသားတွေတောင်မှပဲအစာအာဟာရလောင်ငါမှုမရှိကြဘူးပေါ့ဒါကြောင့်မို့အမှတ်တမဲ့မနေပဲနဲ့အပမရဆိုတာအဲ့ဒါပြောတာအမှတ်တမဲ့မနေဘူးကိုစားလို့ကျွင်းကျက်တဲ့ထမင်းဟင်းလေးဟာစပြီးတော့တရဝါတွေစားကြပါစေဆိုပြီးဒီစိတ်စေတနာလေးနဲ့လှူလို့ရှိရင်ဒါနကောင်းမှုဖြစ်တယ်တဲ့တရဝါတွေကိုလှူတဲ့အလှူကအစတရားတုံ့ပြန်အကျိုးပေးတယ်အစတရားဆိုတာကိုယ်ကတစ်ချိန်လှူမယ်ဆိုရင်အကျိန်တရားကိုယ်စီမှာတုံ့ပြန်လာတဲ့အကျိုးဖြစ်တယ်လို့ဆိုလို့နော်အဲ့တော့ငယ်တော့လူတွေကဆိုလို့ရှိတယ်နှစ်တစ်ခါလွတ်ငါ့ကို10ခါလွတ်ဆိုပြီးတရဝါတွေကိုလွတ်တဲ့အခါသူ့တစ်ခါကဲရင်ကိုယ်10ခါကဲရမယ်ဆိုတော့ဒါတော့လောဘနဲ့ခွင့်ရေးယူလုံးအချစ်အခုမြတ်စွာဘုရားဟောတဲ့အဓိပ္ပာယ်ကတရဝါတူကိုစေရနာနဲ့ကျွေးလိုက်လို့ရှိရင်အဲ့ဒီကုသိုလ်ဟာကိုကျွေးတာတစ်ခါပဲဖြစ်ပြီမဲ့လို့အစတရားကိုယ်စီမှာအကျိုးတရားမှုဖြစ်တယ်လို့ဆိုအဲ့ဒါကဘာနဲ့နားလည်ရမလဲလို့ဆိုလို့ရှိရင်ဗမာပြည်မှာစိုက်တဲ့သစ်ပင်တွေပေါ်ပါတယ်တရက်ပင်နဲ့ပဲဥပမာပြုတ်တ
တရားပင်တပင်စိုက်တဲ့အခါကိုယ်မှတစည်းရွယ်ရင်းနေတာလေတရားစိတ်လေးတစ်စိတ်ကိုစိုက်လိုက်လို့ရှိရင်အဲ့ဒီတရားစိတ်တစ်စိတ်ကပေါက်တဲ့အပင်ကြတော့အသီးပေါင်းဘလောက်သိနိုင်များချီအဲ့ဒီရုပ်ဝတ္ထုတွေတောင်မှပဲတရားစိတ်လေးတစ်စိတ်ရင်းနှီးလိုက်တာနဲ့တရားသီးတွေဟာတစ်နှစ်တစ်နှစ်ဆိုအများကြီးသီးအဲ့ဒါပြုလုပ်သူချောင်းရလာတဲ့အသီးတွေပဲအဲ့ဒါလိုပဲကုသကံဆိုတာတစ်ခါလုပ်ပြီမဲ့လို့စေရနာဇောရရဲ့အစွမ်းအားကြောင့်သူဟာတစ်ချိန်လုံးတာပဲဖြစ်စေအချိန်ပေါင်းတရားဆိုတာဒီလိုကဏ္ဍတစ်ခုအနေနဲ့ပြောတာမဟုတ်များစွာလို့သူတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကုသကောင်းမှုဆိုတာဒါနကောင်းမှုဆိုတာလုပ်ဖြစ်အောင်ကြိုးစားအထောက်အအခုလိုလူကြီးပေးတဲ့ကုသမျိုးကတော့မပြောနဲ့တော့ပေါ့တာမန်နေစဉ်ကုသလေးတောင်မှဒီလောက်အကျိုးပေးတယ်ဆိုအများကြီးအကျိုးပေးနိုင်တယ်လို့ဆိုသို့တော့အမတ်တမဲ့တွေမလုပ်ဖို့စိတ်ထားဖြူစင်မှုတော့လိုအပ်တယ်။တော်ဝါတွေကိုကျွေးတဲ့မွေးတဲ့အခါမှာကိုယ့်အတွက်ရည်ရွယ်ပြီးတော့မကျွေးနဲ့ဥပမာကြိုက်တတ်တဲ့ခွေးမွေးထားပြီးတော့ညလူကြိုက်အောင်လို့ဆိုတဲ့ဟာပြောတဲ့တော့မလုပ်နဲ့ပေါ့။ခြေကန်နဲ့ငါးတွေမွေးထားပြီးချီးတယ်ဖမ်းစားမယ်ဆိုပြီးတော့နှစားကျွေးနေတာပြုတ်လည်းမလုံးနဲ့ပေါ့အဲ့ဒါတွေကျတော့ဒါနကောင်းမှုလမ်းချော်နေတယ်နော်ကိုခိုင်းမှုကိုလုံးဖို့ကျွေးတဲ့ဟာတစ်မျိုးအခုကမေတ္တာစေရနာအကျဉ်းနာနဲ့လုပ်တဲ့ကုသိုလ်မျိုးဖြစ်ရမယ်ဒီလိုဆိုလို့ပဲပေါ့နော်တော်ဝါကျွေးရင်လည်းမေတ္တာစေရနာအကျဉ်းနာတရားနဲ့လုပ်ရင်ဒါနကောင်းမှုဖြစ်တယ်အဲ့ဒီကစလူသားတယောက်ကိုချွေးလို့ရှိရင်အစတစ်ထောင်လူသားထဲမှာကိုချင်းသီလနဲ့ပြေးဝတဲ့ပုဂ္ဂိုလ်ကြတော့အစာပေါင်းများစွာအဲ့ဒီလိုဝေလာမသုတ်တံမှာမြတ်စွာဘုရားဟောတော်တယ်နော်အစဉ်စဉ်မတူကွယ်ပြားတဲ့အနေထားဟောတယ်ဘာကြောင့်မကွဲတော်တာတော့လို့ဆိုလို့ရှိရင်ပြည့်စိုက်တဲ့ဥပမာပဲမြေကောင်းပေါ်မှာစိုက်ရင်တစ်မျိုးမြေညံ့ပေါ်မှာစိုက်ရင်တစ်မျိုးမြေညံ့ပေါ်မှာဆိုရင်အသီးထွက်တာနည်းတယ်မြေကောင်းပေါ်ကျတော့အသီးပိုထွက်တယ်ဒါကြောင့်ပြည့်စိုက်တဲ့အခါမှာမြေရွေးရတယ်လို့ပဲကုသိုလ်ကောင်းမှုပြုတဲ့အခါမှာလည်းရွေးရင်ရွေးသလောက်ကောင်းရင်ကောင်းသလောက်အကျိုးတုံ့ပြန်မှုရှိတယ်လို့ဒီလိုမှတ်နော်ဒါကိုယ့်ဘဝမှာအလွယ်အမှားမရှိအကောင်းဆုံးဖြစ်တဲ့မြတ်စွာဘုရားရဲ့ဟောကြားဆုံးမတဲ့ဤတွေကိုမှတ်သားထားဖို့နောက်တစ်ခုကတော့ဘာလို့ဆိုရင်မာတာပိတုဥပဋ္ဌာနာကိုယ့်ပေါ်မှာခြေဆုအကြီးဆုံးမိဘကိုပြုစုလို့ကျွေးတာတာမန်လူတယောက်ကိုပြုစုလို့ကျွေးတာနဲ့မတူဘူးမိဘကိုပြုစုလို့ကျွေးတာကြပါဘာကြောင့်လဲဆိုရင်ကိုယ့်ပေါ်မှာခြေဆုရှိတဲ့ကုသိုလ်ကခြေဆုရှိတာကိုအကြောင်းပြုပြီးတော့မိဘရဲ့ခုံခြေဆုဟာအလွန်ကြီးမား။ဘာကြောင့်ကြီးမားတော့ဆိုတော့ကိုလူပြေရောက်လာတာမိဘကလက်ခံလို့ရောက်တာဟုတ်။မိဘကလက်မခံခဲ့ဘူးဆိုရင်ကိုလူပြေရောက်ဖို့မရှိဘူး။ဒါမို့ကိုလူဖြစ်လာတာကမိဘခြေဆုဆိုတဲ့ခြေဆုတရားကိုတုံးဆက်တဲ့အနေနဲ့လုပ်လို့ဒီကုသိုလ်ဟာလည်းပဲသူတော်ကောင်းတွေအတိမတ်ပြုတဲ့ကုသိုလ်တစ်မျိုးပဲ။နောက်ကုသိုလ်ကောင်းမှုကတော့ပပ္ပစ္စသာသနာပေါင်းဝင်ပြီးတော့ရှင်ဖြစ်ကိုခံယူတယ်ယဟန်ဖြစ်ကိုခံယူတယ်အဲ့ဒီမှာလဲကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်ရှင်ဖြစ်ယဟန်ဖြစ်ခံယူတယ်ဆိုတာကိုချင်းသီလတိုးတက်ပြီးကျင့်သုံးခြင်းပဲဖြစ်တယ်လူဘဝလူအကြောင်းနဲ့ကျင့်သုံးနိုင်တဲ့သီလကအလွန်ဆုံး၅ပါးသီလကနေပြီးတော့၈ပါး၉ပါး10ပါးပဲစောင့်တည်လို့ရတယ်10ပါးတဲ့မပူလူတွေစောင့်တည်လို့ရရှင်ဖြစ်သွားပြီဆိုလို့ရှိရင်ရှင်သာမဏေတို့ကျင့်ရတဲ့သိက္ခာပုဒ်တွေသိက္ခာ85ပါးကျင့်ဝတ်14ပါးမြတ်စွာဘုရားဆုံးမထားတဲ့လိုက်နာကျင့်သုံးရမယ့်သိက္ခာပုဒ်တွေကသီလတွေကများလာ
ရှားဖြစ်ပြီးဆိုရင်ဂရေ9000ကျော်ဆိုတဲ့ကိုချင်းသီလတွေရှိတယ်အဲ့တော့ယဟန်ဘုရားကုပြောင်းတယ်လို့ရှင်ဘုရားကုပြောင်းတယ်ဆိုတာသီလကိုတိုးတက်ခြင်းသုံးခြင်းပဲဖြစ်လို့အခြေခံအကျဆုံးသီလမှာထွတ်ထိပ်ရောက်တယ်လို့သူတို့ဆိုအများဆုံးသီလကိုဆိုတယ်အဲ့ဒါလည်းကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုဒါနဆိုတာကုသိုလ်ကောင်းမှုတွေမှာတော့အလွယ်ဆုံးနဲ့အစဆုံးလုပ်တဲ့အရာသာဖြစ်တယ်သီလကြတော့ဒါနနဲ့သီလနှစ်ခုရှင်လိုက်ရင်ကုသိုလ်ကောင်းမှုတွေမှာဒါနတဲ့သီလကပို့ပြီးတော့တန်ဖိုးရှိသွားတယ်။ဘာကြောင့်တန်ဖိုးရှိတယ်လို့ဆိုကိုယ့်ကိုစဉ်းစားကြည့်ဒါနရဲ့အထီးကအကျိုးပေးတာလားဖြစ်လျက်ဘဝမှာစီးပွားဥစ္စာအသုံးဆောင်ပစ္စည်းရရှိခြင်းပဲဖြစ်တယ်အဲ့ဒီမှာဒါနတော့ရှိတယ်သီလမရှိဘူးသီလမရှိလို့သူများအသက်တွေတတ်တယ်သူများဥစ္စာခိုးတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ကိုချင်းသီလပြပြားတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာတဲ့ဘဝချမ်းသာတဲ့မိဘအိမ်မှာတော့ဖြစ်ပါရဲ့ငယ်ငယ်နဲ့သိသွားတာမရှိဘူးလားသီလချို့ယွင်းလာသွားရင်ငယ်ငယ်နဲ့သိသွားတာသို့မဟုတ်ငယ်ငယ်နဲ့လူစင်မမီတဲ့ယောဂဝိရဏဖြစ်ပြီးတော့ဘဝအထိပ္ပယ်ဘာမှမရှိတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်သီလချို့ယွင်းလာလို့ရှိရင်မိခင်ဝမ်းကတည်းကမျက်စိကွဲလာတဲ့ပုဂ္ဂိုလ်တွေနာမကြတဲ့ပုဂ္ဂိုလ်တွေဆွမ်းအားနေတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်ဒါနရှိလို့သုံးဆွဲเสียတော့ရှိပါရဲ့အစားအစာနေစရာထိုင်ကြရှိတော့လည်းပဲသီလချွတ်တဲ့မှုကြောင့်သူဟာကျမ်းမာသူမဟုတ်ဘူးဆင်းဒီယောဂဝိရဏထူပြောတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့သူချမ်းသာဒုက္ခဟာတချို့များဆေးကုရတာနဲ့ကုန်တယ်ဆိုတာရှိတယ်နော်အဲ့ဒါလို့သီလချို့ရင်လာပြန်လို့ရှိရင်လည်းဘလောက်ပဲချမ်းသာပြေဝတဲ့ဘဝမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့ချမ်းသာတာဟာကျမ်းမာမှပို့ပြီးတော့အထိပ္ပယ်ရှိတယ်ဒါကြောင့်ဒီရှုထောင့်ကကြည့်မယ်ဆိုရင်လည်းဌာနနဲ့သီလနှိုင်းရှင်လိုက်ရင်ဒါသီလရဲ့အကျိုးကပို့ပြီးတော့ကောင်းဒီလိုဆိုလို့တယ်ပေါ့နော်ဌာနရဲ့အကျိုးကအသုံးဆောင်ပစ္စည်းဥစ္စာရရှိခြင်းသာဖြစ်တယ်သီလရဲ့အကျိုးကြတော့လူဘဝမှာကျဉ်းကျဉ်းမာမာနဲ့ဒီလိုဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားသီလတဲ့ဌာနတဲ့သီလကမြတ်တယ်လို့ဒီလိုဟောတာတခါသီလတဲ့ဘာကမြတ်တုံးဆိုရင်သမထဘာဝနာကမြတ်တယ်သမထဘာဝနာလို့ဆိုရတဲ့ပဲအထူးအဖြင့်ပေါ်ပြတာတော့မေတ္တာဘာဝနာဒါနကောင်းမှုသီလကောင်းမှုတွေတဲ့ပို့ပြီးတော့ချီးမားတဲ့ကုသိုလ်ကောင်းမှုကတော့ကိုယ့်ရဲ့နဲ့ကအမုန်းကင်းစင်အောင်လေ့ကျင့်ပြီးတော့ယူတဲ့မေတ္တာတရားအဲ့တော့မေတ္တာပို့တယ်ဆိုတာဘာရည်ရွယ်ချက်နဲ့ပို့ကြတာတုံးဆိုတာကိုယ့်အကိုတတိထားဖို့လိုအပ်တယ်နော်မေတ္တာပို့ရင်ချမ်းသာတယ်ဆိုပြီးလူတွေကချမ်းသာခြင်းလို့မေတ္တာပို့အမှန်ကမေတ္တာပွားတာဘာအတွက်တုံးဆိုရှင်ထဲကအမုန်းတရားပြောက်အောင်ပွားကိုယ့်ရင်ထဲမှာရှိတဲ့ဒေါသမရှိအောင်မေတ္တာပွားတာသူများရင်ထဲမှာရှိတဲ့ဒေါသပြောက်အောင်ပွားတာမဟုတ်ဘူးကိုယ့်ရင်ထဲမှာအမုန်းတရားမရှိအောင်လုပ်ရတယ်မေတ္တာနဲ့ကိုယ့်ရင်ထဲကဒေါသကိုဖြောက်ဖို့မေတ္တာဘာဝိတ္တဘာဒေါသတဘာဟနာယဒေါသကိုဖယ်ရှားပစ်ဖို့အမုန်းစိတ်တွေပျောက်သွားဖို့အတွက်မေတ္တာဘာဝိတ္တဘာမေတ္တာပွားရမယ်လို့ဆိုတယ်လောကမှာလူရည်လူဖြစ်လာတဲ့အခါမှာလူချင်းချင်းလည်းမုန်းကြတယ်လူကနေပြီးတော့တိရစ္ဆာန်ကိုလည်းမုန်းတယ်လူကနေပြီးလူနဲ့တိရစ္ဆာန်အပြန်လာမုန်းတိကြတယ်လူနဲ့နတ်နဲ့မမြင်ရပေမဲ့လို့မုန်းကြတာတရားဝါတွေဟာရန်လိုတဲ့စိတ်တွေအမုန်းစိတ်တွေဟာရှင်ထဲမှာရှိနေကြအဲ့တော့ကိုယ့်ရင်ထဲမှာအဲ့ဒါလို့မုန်းတီးတဲ့စိတ်တွေမရှိအောင်ဖြစ်မလာအောင်အကြောင်းတိုက်ဆိုင်တောင်မှဖြစ်မလာအောင်မေတ္တာပွားမယ်လို့ပြောတာနော်
အခုခေတ်မေတ္တာပွားတာအဲ့တိုင်းဟုတ်ကလားတပည့်တော်တို့စီးပွားဥစ္စာဖြစ်အောင်မေတ္တာပွားပေးပါဗျာအနေကင်းအောင်မေတ္တာပွားပေးပါဗျာဒီလိုပဲဖြစ်နေအနေကင်းရင်တို့မေတ္တာပွားတာသို့တော့ရှင်တွေကအန္တရာယ်ကြီးကိုတော့တိုင်းထားတယ်အဲ့ဒီအန္တရာယ်ဆိုတာအမုန်းတရားကိုပြောတာနော်အဲ့တော့ကိုယ်ရှင်တွေကဖေးရအန္တရာယ်ကိုအရင်ပြောက်အောင်ကြိုးစားအထောက်သူများကကိုယ်မုန်းတာချစ်တာအဓိကမဟုတ်ကိုယ်ကမမုန်းဖို့ပဲအရေးကြီးကိုယ်ရှင်ထဲမှာရှိတဲ့ဒေါသသည်ချီးထွားလာတဲ့အခါမှာအပင်ငရဲချရင်ကိုယ်ပဲချမှာပဲလေဒါမှမဟုတ်ဒေါသနဲ့သိတဲ့ပုဂ္ဂိုလ်တွေကငရဲရောက်တာအဲ့ဒါကြောင့်မို့ရှင်တွေကဒေါသပြောက်အောင်ဘယ်သူကိုမုန်းတယ်ဆိုတာမရှိအောင်မေတ္တာကိုရင်ထဲမှာအခိုင်အမာတည်ဆောက်ရမယ်လို့သူပြောတယ်ဒါကြောင့်မို့မေတ္တာကိုအခိုင်အမာတည်ဆောက်လို့တမာရီစွမ်းအားတွေပြေဝလာပြီဆိုလို့ရှိရင်အဲ့ဒီမေတ္တာအောင်မြင်သွားတဲ့ပုဂ္ဂိုလ်တရားဟာတက်တန်းရှိကြတဲ့ဗြဟ္မပြေတောင်ရောက်တယ်နော်မေတ္တာဆံရသွားပြီဆိုရင်တက်တန်းရှိတဲ့ဗြဟ္မပြေရောက်တယ်လူပြေဆိုတာတက်တန်းအလွန်ရှိတာမဟုတ်ဘူးနတ်ပြေကလည်းတက်တန်းရှိတာမဟုတ်ဘူးဗြဟ္မနဲ့စာလို့ရှိရင်လူပြေတို့နတ်ပြေတို့အသက်ကိုနှစ်နဲ့ပဲရည်တွက်တယ်ဗြဟ္မအသက်ကြတော့ကဘာနဲ့တွက်ရတယ်ဘယ်နဲ့ကဘာဆိုအဲ့လိုတွက်တယ်ဓမ္မအသက်ရှိတဲ့စီကိုရောက်စေနိုင်တယ်ဆိုသူ့ရဲ့အကျိုးကပိုကြီးမားတယ်လို့သူတို့ဆိုလို့တယ်နော်နောက်တစ်ခါမေတ္တာဘာဝနာနဲ့သမထဘာဝနာထဲပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်လို့ပြောရမယ်ကုသိုလ်ကတော့ဝိပဿနာဘာဝနာကုသိုလ်ပဲဖြစ်တယ်ဝိပဿနာဘာဝနာကုသိုလ်ဆိုတာခက်ချမ်းချမ်းကိုကိုယ့်အကိုတွေးကြည့်ခက်ကျဲကျဲအခုတည်းနိုင်ငံတကာနှစ်သက်ကူမှာ2018ခုနှစ်ကုန်သွားပြီ2019ထဲရောက်လာပြီ2019ထဲမှာတစ်နှစ်ဆိုရင်365ရက်ရှိတယ်မဟုတ်လား365ရက်တည်းကဒီနေ့ဇန်နဝါရီလ5ရက်ဆိုတော့360ပဲကျန်တော့တဲ့ရက်5ရက်ရော့သွားပြီအဲ့ဒီလိုရော့သွားတာပြောင်းလဲနေတာကိုသတိထားဖို့လိုတယ်ကိုယ်ထင်တယ်ရက်သာရော့သွားတယ်ထင်တယ်ကိုနေဖို့အသက်ရော့မသွားဘူးလားနေဖို့5ရက်ရော့သွားပြီ2015ထဲမှာ365ရက်နေရဆို5ရက်ရော့သွားအဲ့တော့ဘယ်ရာမှယက်တည်နေတာမဟုတ်ဘူးအခုပဲနှစ်သက်ကူပြီအခု5ရက်ကုန်သွားပြီနောက်ရက်တွေလည်းဒီလိုကုန်သွားမှာပဲဆိုတဲ့မတည်မြဲတဲ့သဘာဝတရားကိုစဉ်းစားနိုင်အောင်ကြိုးစားအဲ့ဒါကဝိပဿနာလမ်းကြောင်းမဟုတ်စတင်ပြီးတော့ဝင်ရောက်တာလို့ခေါ်တယ်နော်အေးအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကငယ်တဲ့ပုဂ္ဂိုလ်တွေကိုချစ်တို့ငယ်တုန်းကအဲ့ဒီအရွယ်အဲ့ဒီရုပ်ရည်အခုဒီရွယ်ရောက်တဲ့အခါတို့တွေအဲ့ဒီရုပ်ရည်တွေမရှိတော့ဘူးပျောက်ကွယ်သွားပြီအခါငယ်တဲ့လူကကြီးတဲ့လူကိုချစ်လိုက်ငါတို့လည်းတနေ့ကျရင်အဲ့ဒီလိုဖြစ်မှာပဲအဲ့ဒီလမ်းကိုငါတို့သွားနေတယ်ဆိုတော့နှလုံးသွင်းဖို့လိုအဲ့ဒီနှလုံးသွင်းတာဟာကုသိုလ်မှန်သိဖို့လိုတယ်။ဘာကြောင့်ကုသိုလ်ဖြစ်တုံးလို့ဆိုတော့အဲ့လိုနှလုံးသွင်းဆင်ញင်ခြင်းအဖြစ်လောဘတွေဒေါသတွေမောဟတွေအမှန်မသိခြင်းမောဟကိုရှင်းပြနေတာပဲအမှန်လူတွေကကိုယ့်ကိုသိတယ်လို့ထင်နေတာမသိဘူးအဲ့ဒီအချိန်မှာမသိလို့တွေးနေတာသာဖြစ်တယ်နော်မသိရအမှောင်ပဲဆိုတော့2015ခုနှစ်အခု2019ခုနှစ်18ခုနှစ်ကုန်သွားပြီသူကကုန်တာလို့ထင်တယ်အဲ့လိုမထင်မဲနဲ့2018ခုနှစ်မှာငါတို့ရဲ့တဏ္ဍာမရှိတဲ့ယုတ်တိနန်းတွေခွန်အားတွေအလုံးဟာဆုံးရှုံးသွားပြီပြန်ယူလို့မရတော့ဘူးကုန်ဆုံးသွားပြီလို့ဒီလိုမသိဘူးဆိုရင်ဒါမှောင်နေတဲ့အဝိဇ္ဇာပဲเนาะအဲ့ဒါလို့သိလိုက်ပြီဆိုလို့ရှိရင်ဒါအလင်းတစ်ခုပဲအမှန်သိတာပဲလေအဲ့ဒါလို့အမှန်သိဖို့အမှန်တမ်းအရေးကြီးတယ်အမှန်သိခြင်းကြောင့်ဘာအကျိုးရှိတုံးလို့မေးမယ်ဆိုလို့ရှိရင်အမှန်သိခြင်းကြောင့်
အမားပေါ်မှာတွဲဖက်ပြီးတော့ကိုယ့်ကိုဒီဟုတ်လာပြီဆိုတဲ့အနေအထားမျိုးမဖြစ်တော့ကိုယ်အနေရဲ့ကိုသိနေလို့ရှိရင်ထိုအနေရဲ့ကလွတ်မြောက်အောင်ကြိုးစားမှုရှိလာမှာပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကိုယ့်ပေါ်မှာတွေ့တာခြင်းတစ်ဖက်သားကိုမုန်းတီးခြင်းဆိုတဲ့မုန်းခြင်းချစ်ခြင်းဆိုတဲ့စိတ်ဓာတ်တွေပျောက်သွားနိုင်ပျောက်သွားတဲ့အခါမှာတွေ့တာမှုကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့တောကဆိုတာလည်းပျောက်သွားနိုင်ရှင်ထဲကတောကဆိုတာနေရာတကာမှာရှိတာမဟုတ်ဘူးကိုယ်ပိုင်တဲ့ပစ္စည်းအတွက်ကိုယ်ပိုင်တဲ့ပစ္စည်းအတွက်တောကဖြစ်တယ်ကိုယ်နဲ့ဆက်ဆက်နေတဲ့ဆွေမျိုးသားချင်းအပေါင်းအသင်းတွေအတွက်တောကဖြစ်တယ်ကိုယ်မပိုင်တဲ့ပစ္စည်းအတွက်တောကဆာမဖြစ်ဘူးကိုယ်နဲ့မသိတဲ့လူအတွက်တောကဆာမဖြစ်ဘူးအဲ့တော့တောကရဲ့တရားခံကဘယ်သူတော့ဆိုရင်တွေ့တာမှုပဲဖြစ်တယ်လူဘဝရောက်လာတဲ့အခါမှာမိသားစုဆိုတာဖွဲ့စည်းလာမိသားစုဖြစ်လာလို့ရှိရင်အမေရှိတယ်အဖေရှိတယ်သားရှိတယ်သမီးရှိတယ်သားသမီးကနေဆက်နွယ်ပြီးတော့ချွေးမရှိတယ်သမက်ရှိတယ်မြီးရှိတယ်ရောက်လာကောအဲ့ဒီလိုဆက်လာတဲ့အခါမှာတောကလေးတွေဝင်လာတယ်ဆိုသတိထားဖို့အဲ့လိုမဟုတ်ခင်ကတောကမဖြစ်ဘူးသူတို့အတွက်ကိုနှစ်ယောက်တည်းနေတော့ကသားသမီးမရှိတဲ့လူဆိုသားအတွက်တောကရှိပါမလားမရှိဘူးသမီးအတွက်လည်းတောကရှိဘူးသားသမီးမရှိတဲ့လူကသားဒါပြင်ငါတို့ကအေးတယ်လို့အောင်းမိတ်လားမအေးဘူးဘသူအတွက်တောကဖြစ်တုံးဆိုလို့ရှိရင်ကိုအတွက်တောကဖြစ်နေကိုခန္ဓာအတွက်တောကဖြစ်ခန္ဓာရှိနေပြန်တော့ရှိပြန်တာပဲတောကတောကတွေပွားသွားလိုက်ပုံကတော့သားရှိလို့ချွေးမရလာပြန်သမီးရှိတော့သမက်ရလာပြန်ပြီးတဲ့အခါမြေးကနေတစ်ခါတစ်ဆင့်ဟိုတီတွတ်ကျွတ်ဆက်ထီအောင်အဲ့ဒီလိုတွေ့တာမှုတွေကနေဖြစ်လာပြီးတော့တောကတွေရဲ့ရှင်းလဲရောက်လာအဲ့ဒီတောကတွေကိုဝိပဿနာလို့ခေါ်တဲ့ဘယ်အရာမှမမြဲဘူးဆိုတဲ့အသိဉာဏ်နဲ့သာဖယ်ရှားလို့ရတယ်ဉာဏ်နဲ့နီးနဲ့ဖယ်ရှားလို့မရဘူးเนาะတွေ့တာမှုကိုဖယ်ရှားမှတောကဆိုတာပျောက်တယ်တွေ့တာမှုရှိတဲ့နေရာတောကဖြစ်တာပဲဝိចេတနာပြည့်စုံလို့ကားတစ်စီးဝယ်စီးလိုက်တယ်အဲ့ဒီကားလမ်းမှာတိုက်တယ်ဆိုရင်တောကမဖြစ်ဘူးလားဖြစ်တယ်ကိုကားမဟုတ်ဘူးကိုကရောင်းလိုက်တဲ့အဲ့ဒီကားကြီးပတ်စံရလိုက်ပြီအဲ့ကားကြီးလမ်းမှာတိုက်တဲ့အကြိုင်ဖြစ်သေးလားတောကကိုဟာတော့ကတောကဖြစ်တယ်ကိုဟာမဟုတ်ရင်တောကမဖြစ်ဘူးဆိုဓမ္မထက်ရှာနော်မိသားစုနဲ့ပြောရမယ်ဆိုရင်လူတယောက်ဟာလိမ္မာသည်ဖြစ်စေမလိမ္မာသည်ဖြစ်စေကိုယ်နဲ့မပတ်သက်ခင်တော့ကသူ့အတွက်ပူတာမရှိဘူးသမီးနဲ့ပတ်သက်ပြီးတော့တမက်တော်လာပြီဆိုရင်ပတ်သက်လာပြီနော်သားနဲ့ပတ်သက်ပြီးချွေးမတော်လာပြန်ပြီဆိုရင်ပတ်သက်သွားပြန်ပြီအဲ့ကြရင်တောကဆိုတာဖြစ်လာတယ်အဲ့တော့ပြောရမယ်ဆိုရင်ပတ်သက်လာရင်တောကဖြစ်ဖို့ပဲနော်ဝိចេတနာလည်းပဲကိုယ်ပစံကိုပစ္စည်းမဟုတ်ဘူးဆိုရင်မပတ်သက်တာမပတ်သက်လို့ရှိရင်တောကမဖြစ်ဘူးပတ်သက်ရင်တောကဖြစ်လာအဲ့ဒီပတ်သက်မှုတွေရှိနေသမျှကာလပတ်လုံးတောကဖြစ်နေဒါဖြင့်တောကမဖြစ်အောင်ဘာနဲ့ထိမ့်လဲပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတောကမဖြစ်အောင်ဘာလို့အိုးလူစရာပစ္စည်းသင်္ခါရလူသင်္ခါရတနေ့ကျတော့ပစ္စည်းကငါ့ကိုစွန့်သွားမယ်ငါကတော့လည်းပစ္စည်းကိုစွန့်တယ်ဘယ်ရာမှမမြဲဘူးလို့တွေးလိုက်နိုင်လို့ရှိရင်ရော့သွားအဲ့လိုတွေးရသားသမီးတွေနဲ့ပတ်သက်လာတဲ့အခါမှာလဲသူတို့ကငါခေါ်လို့လာတာမဟုတ်ဘူးသူတို့ခါသေးရောက်လာကြတယ်အဲ့တော့ငါနဲ့ပတ်သက်နေတော့ငါကောင်းအောင်ပြုစုမယ်မလိမ္မာတာတော့သူတောင်းအောင်မယ်ငါတတ်နိုင်တယ်ပြောမယ်နော်ဒီလိုဆိုလို့နော်ဒါလျှော့ချတဲ့နေ့ဖြစ်လာပြီးတဲ့နောက်မှာလျှော့ချရမယ်နေ့အဲ့ဒီလိုမှမလျှော့ဘူးထွက်ပေါက်မရှိဘူးဆိုရင်လူတွေဟာဖြစ်ရလေခြင်းဆိုပြီးတော့ဒုက္ခရောက်ကြပြန်အဲ့တော့ကိုယ့်အကိုရှာထားတဲ့ဒုက္ခတွေကနဲတာမဟုတ်ဘူးပင်ကိုဒုက္ခနဲ့ရှာထားတဲ့ဒုက္ခတွေကများလာတဖြည်းဖြည်းချင်းအဲ့ဒီလို
လူလောကမှာဒီလိုရှိလာတဲ့အခါအကောင်းဆုံးဖြစ်အောင်ဘယ်လိုနေကြမလဲမြတ်စွာဘုရားရဲ့ဆုံးမကောင်းဆုံးဖြစ်ဖို့အတွက်နံပါတ်1စိတ်ကောင်းနှလုံးကောင်းအရင်ထားဖို့ကြိုးစားစိတ်ကောင်းနှလုံးကောင်းဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာအခုဒါနကောင်းမှုလုပ်ပြီးနော်သီလကောင်းမှုလည်းလုပ်တယ်ခုပြောတဲ့ရှင်ပြုတယ်ဆိုတော့ရှင်ဘဝခုပြောင်းတယ်ဆိုတော့သီလကောင်းမှုလည်းလုပ်ကြတယ်အဲ့ဒါလို့ကုသိုလ်ကောင်းမှုတွေဖြစ်လာပြီဆိုတဲ့အခါမှာမမေ့မလျော့သောတတိဖြင့်ကုသိုလ်ကောင်းမှုတွေဖြစ်နေအောင်တို့ဘယ်လိုလုပ်မလဲဆိုရင်အပမာဒလို့ခေါ်တဲ့တတိတရားကိုအရင်မွေးမြူရမှာဖြစ်တယ်အပမာဒဆိုတဲ့တတိတရားဆိုတာအမှတ်တမဲ့နေတာမဟုတ်ဘူးခုရေနတာမှာနေကြတဲ့ရေနတာရှင်းတော့ဆိုရေနတာမြို့ပေါ့နော်ရေနတာမြို့မှာနေကြတဲ့အမျိုးသားအမျိုးသမီးတွေဟာကိုယ့်ကိုစဉ်းနေစဉ်းစားမှာတနေ့တာအချိန်ငါတို့ဘာလို့ကုန်လွန်လာတယ်လဲနော်အဲ့ဒါကိုတတိထားပြီးတော့ငါတို့ကုန်လွန်လာတဲ့အချိန်တွေဟာတို့ကိုဒုက္ခပေးမဲ့အကုသိုလ်နဲ့ကုန်လွန်လာလားတို့ရဲ့ချမ်းသာမှုကိုဖြစ်ပေါ်စေမဲ့ကုသိုလ်တရားနဲ့ကုန်လွန်လာလားဆိုဒီနှစ်ခုအတွေးလေးကိုတွေးကြည့်နော်ဒီနှစ်ခုအတွေးတွေတွေးကြည့်အဲ့လိုတွေးကြည့်ပြီးတော့ကုန်လာတဲ့အချိန်တွေကုန်ရမဲ့အချိန်တွေမှာကုသိုလ်ကောင်းမှုနဲ့ကုန်အောင်ကြိုးစားဖို့လိုတယ်ကုသိုလ်ကောင်းမှုဆိုတာကိုယ်ကိုချမ်းသာဖို့အတွက်ထောက်ကူပြုတဲ့တရားတွေပဲအပြစ်ကင်းတဲ့လုံရမှန်သမျှကုသိုလ်ခေါင်းကပြောတယ်ဌာနကောင်းမှုဖြစ်ဖို့ဆိုတာမခဲရင်ဘူးနော်ငါးပါးသီလလုံညောအောင်ဆောင်ရှောက်မယ်ဆိုလို့ရှိရင်လည်းဒါသီလကောင်းမှုဖြစ်နေတယ်ဒါနနဲ့သီလနှစ်ခုလုံးလို့ရှိရင်တုပြည့်နတ်ပြည့်စွာရောက်ပါတယ်အပင်ငယ်ရလွတ်ပါဒီနေရာမှာမြတ်စွာဘုရားလက်ထက်ကမဆလရွာသားမခဆိုတဲ့လူတယောက်ရဲ့ကုသိုလ်ကောင်းမှုပြုလုပ်ပုံလေးကိုကြည့်နော်သူဟာတရားမင်းဘာကြောင့်ဖြစ်သွားတော့လို့ထိတ်တန်းပုဂ္ဂိုလ်ဘာကြောင့်ဖြစ်သွားလဲခုရေနတာနေတဲ့မြို့အောင်သားမြို့သမီးတွေလည်းထိတ်တန်းရောက်လုပ်လို့ရထိတ်တန်းမရောက်ဘူးလို့မပြောနိုင်ဘူးနော်ကိုယ့်ရဲ့ကြိုးစားမှုတွေကိုပြောတောသားပဲဖြစ်ပါစေသမထဖြစ်ခြင်းဖြစ်သွားတာအခုသမထဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကဓမ္မပြေမှာတောသားတွေကနေသမထဖြစ်သွားတာရှိတယ်အဲ့တော့ဘုန်းကြီးဖြစ်တာတော့မပြောနဲ့တော့တောသားတွေဘုန်းကြီးဖြစ်တာပိုများနော်အဲ့တော့တောသားဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အမတ်တရားနဲ့ကိုယ့်ကိုမြင်မာလာအောင်ကြိုးစားအထောက်မှုကအဓိကကြတယ်ဒါကြောင့်မို့ကြိုးစားဖို့မဆလရွာမှာနေတဲ့မခဆိုတဲ့သူတယောက်ဟာသူ့ကိုဘယ်ကုသိုလ်လုပ်ရမယ်လို့သွန်သင်ပြတာဆုံးမတဲ့ပုဂ္ဂိုလ်တော့မရှိသူစိတ်ကူးနဲ့သူတွေးကြည့်တယ်သူစိတ်ကူးနဲ့သူတွေးပြီးတော့သူပထမဆုံးလှုပ်တာပါတော့ဆိုရင်ရရွာသားရတန်ရှင်းလူသူသွားတဲ့လမ်းလေးအမိုက်တရိုက်ကင်းစင်ရေးပဲလှုပ်တယ်သူစေရနာနဲ့သူလှုပ်တယ်နော်လူတကာသွားတဲ့လမ်းကိုဆူးညောင်းခလုတ်တွေမရှိအောင်အလုအားတဲ့အချိန်မှာဒါသွားလှုပ်တယ်ကိုယ့်အတွက်လှုပ်တာမဟုတ်ဘူးလူတကာသွားတဲ့လမ်းမှာလှုပ်တယ်အဲ့တော့ခဏခေတ်တော့လူတွေကအမှတ်တမဲ့နေကြတော့လူတကာသွားတဲ့လမ်းကိုဘာဖြစ်ခဲ့လဲအမိုက်ပစ်ခဲ့တယ်တန်ရှင်းလုံးရမယ့်အစားအမိုက်ပစ်ခဲ့တယ်နော်အဲ့တော့ကုသိုလ်ကောင်းမှုဆိုတာဒီအမိုက်ဖြစ်တဲ့အခါမှာကိုယ့်ဘာကိုပြစ်ချင်လို့ပြစ်တာဘာဖြစ်လဲဆိုတဲ့မလေးစားမှုနဲ့လုပ်လို့ရှိရင်ပုဂ္ဂလအနာတရတဲ့ကိုယ်နဲ့အတူတကွနေတဲ့ပုဂ္ဂိုလ်တွေပေါ်မှာရိုသေလေးစားမှုဂါရဝဆိုတဲ့မင်္ဂလာတရားပျက်စီးသွားတယ်
သူတို့ကတော့ကောင်းတဲ့ထင်ပြီးလို့ကြကာရဝတရားပြည့်စည်သွားတယ်ပြစ်ချင်တဲ့နေရာမိုက်ပြစ်ကားစီးသွားတယ်ကားပေါ်ကနေပြစ်ချလိုက်တယ်မိုက်တယ်အဲ့ဒါကာရဝတရားလေးစားပြည့်စည်တယ်နောက်တစ်ခါဓမ္မကာရဝဓမ္မဂရုဓမ္မအနာဒရဓမ္မအနာဒရဆိုစိကံဥပဒေကိုလေးစားတာအဲ့ဒီဓမ္မအနာဒရဆိုရယ်စိကံဥပဒေကိုလေးစားမှုလေသူ့မှာပြည့်စည်သွားလေးစားမှုကနှစ်ခုရှိတယ်ပုဂ္ဂိုလ်ကိုလေးစားတာတစ်ခုစိကံဥပဒေတရားဓမ္မကိုလေးစားတာတစ်ခုအဲ့ဒီစိကံကိုမလေးစားရင်လည်းအပြစ်ပဲပုဂ္ဂိုလ်ကိုမလေးစားရင်လည်းအပြစ်ပဲလမ်းပေါ်မှာအမိုက်ချသွားတဲ့ပုဂ္ဂိုလ်ဟာစိကံကိုလည်းမလေးစားရောက်တယ်လမ်းတော်လမ်းလာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့မြည်သူကိုမဆိုပုဂ္ဂိုလ်တွေကိုလည်းမလေးစားဘူးလို့ဒီလိုထည့်ပဲရောက်တယ်ဒါလည်းအပြစ်ရှိတယ်လို့ခေါ်နော်ပြစ်ရှိတယ်လို့ခေါ်အိမ်လမ်းမှာရှိတဲ့အမိုက်ကလေးကောင်းတယ်ဟိုဟာအပြစ်ရှိတယ်ဆိုရင်ဒါကောင်းကျိုးရတယ်ကုသိုလ်ဖြစ်တယ်လူတကာသွားတဲ့လမ်းမှာအမိုက်တရားကိုဖယ်သွားတာကိုဘာခေါ်တော့မေတ္တာကာယကံလို့ခေါ်တယ်ချမ်းသာကြပါစေချမ်းသာကြပါစေပဇာကသာအော်နေပြီးတော့လက်ကချင်းကိုတစ်ဖြတ်ဖြတ်ရိုက်နေနော်တော်ရီချမ်းသာကြပါစေပြောပြီးချင်းလာကြိုက်ဖတ်ကနေချတဲ့ရှင်တွေကအမုန်းတရားကိုဖယ်ရှားမပြစ်ဖယ်နဲ့ပါဇာကပဲချမ်းသာပါစေလို့မေတ္တာပို့နေအိဗယ်မရှိဘူးအဲ့ဒါချမ်းသာကြပါစေလို့ပြောတယ်လမ်းမှာဆူးညောင်းခလုံးတွေ့တာလေးတောင်ဖယ်မသွားဘူးဆိုရင်တဲ့သူရဲ့ချမ်းသာတယ်ဆိုတဲ့စိတ်ဟာတကယ်အစစ်မှန်မဟုတ်တော့ဘူးတကယ်ချမ်းသာစေခြင်းဒီလမ်းပေါ်လျှောက်တဲ့လူတွေခလုံးမထီဆူးမကြီးကြပါစေနဲ့ဆိုဖယ်ထားခဲ့ပေါ့ဟောကုသိုလ်ရဖို့ရတွေကိုပြောပြတာနော်မကားဆိုတဲ့လူဟာဘာစလောက်တာတော့ဆိုလမ်းသွားလမ်းလာတွေခလုံးမတိစူးမကြီးအောင်မိုက်တဲ့ရိုက်ကစပြီးတော့ဖယ်ရှားတယ်ခလုံးကတဲ့နေရှင်ဖယ်ရှားတယ်ခြိုင်းရှိလို့ရှင်ဖို့ခဲ့တယ်အဲ့ဒါကုသိုလ်ရတဲ့အလုပ်တွေပဲအလုံးကိုကုသိုလ်ရတဲ့အလုပ်တွေလူတွေကပတ်စံကုန်မှကုသိုလ်ရတယ်ထင်တယ်မနဲ့ကြီးထိုးပြီးအလှကြီးပေးမှကုသိုလ်လို့ထင်တာပတ်စံမကုန်တဲ့ကုသိုလ်တွေအများကြီးပဲဟုတ်လားပတ်စံမကုန်တဲ့ကုသိုလ်အခုတရားနာနေတာလဲကုသိုလ်ရတယ်ဘာကြောင့်ကုသိုလ်ရတာတော့ဆိုတရားအတိတွေသိနေတာကွာဒါပညာဆိုတာကုသိုလ်ပဲလေကိုယ်ရင်လည်းကောင်းကျိုးချမ်းသာပေးစေတတ်တဲ့အရာကိုကုသိုလ်လို့ခေါ်တာအဲ့တော့အဲ့လိုတန်ရှင်းရေးလုပ်ပြီးအရှိတ်အာဝါဒကောင်းတဲ့သစ်ပင်တွေဆိုလို့ရှိရင်သူကသစ်ပင်အောက်မှာရှင်းထားတဲ့အခါကျတော့လမ်းတော်လန့်လူတကာကအဲ့သစ်ပင်ရိပ်လေးအောက်ရှင်းလေးဆိုဝင်ပြီးရိပ်ခိုကြတယ်နားကြတယ်အဲ့ဒါကိုသူကကြည့်တယ်ဩလူတွေဟာတန်တန်ရှင်းလှလှပပလှုပ်ထိုင်ကြိုက်တယ်ဆိုတော့သူသဘောပေါက်တာလူတွေဟာကောင်းတာလှုပ်ထိုင်ကြိုက်တယ်လို့ဆိုသူသဘောပေါက်လာတဲ့အခါကျအများကြိုက်တဲ့အများသဘောကျတာငါလှုပ်မယ်ဆိုပြီးအဲ့လိုလှုပ်တယ်တော့လှုပ်ရင်းနဲ့သူ့အလုပ်ကခြေပြန့်လာလမ်းနေပြင်းနေအရေးအဝါဒကောင်းသစ်ပင်တွေစိုက်တယ်သစ်ပင်အောက်တွေရှင်းတယ်အဲ့ဒီလှုပ်လာတဲ့အခါကျတော့သူလှုပ်နေတာကိုမြင်တဲ့ရွာသူရွာသားတွေကမေးကြတယ်ကိုမကဘာလှုပ်တာတော့ဆိုအများသဘောကျတဲ့အလုပ်ကျွန်တော်လုပ်တာပါဆိုဟိုလူကလည်းကျွန်တော်လည်းဝိုင်းလုပ်ပါမယ်။ဘာပြတက်လက်ယူဝိုင်းလုပ်အဲ့လိုလုပ်တဲ့လူတွေကတဖြည်းဖြည်းများလာတော့32ယောက်ထိအောင်ရှိတယ်သူ့ဖွဲ့တယ်။ရက်ရွာတန်ရှင်းအောင်လုပ်တာဟုတ်လားရည်တဲ့တာလည်းအဲ့လိုလုပ်ရင်ကောင်းတယ်ကြားလားလမ်းမေးမှာအမိုက်တရားတွေမရှိရအောင်ကိုယ်ရွာကြည့်လိုက်ရင်တန့်ပြန့်နေအောင်ဟောအဲ့လိုတွေလှုပ်ချတယ်ဆိုရင်လမ်းသားကဟာဒီရွာကတန့်ရှင်းလိုက်တာဒီမျိုးကတန့်ရှင်းလိုက်တာဖြတ်သွားဖြတ်လာလူတွေကစိတ်ထဲမှာကြည်နူးသွားတယ်ဆိုအဲ့ဒီကြည်နူးစေမှုကိုပြုလုပ်ပေးတာမေတ္တာပဲလူတကာမြင်ကြည်နူးသွားစေရမယ်
ကိုအိမ်ရှိမှဖုံနေမထားစေရဘူးကြည်နူးအောင်လူတွေအတွက်တန်တမ်းမြဲဖြစ်နေရမယ်ဆိုပြီးတရားမင်းဖြစ်အောင်လုပ်တဲ့ကုသိုလ်အဲ့ဒီကုသိုလ်အလှကြီးပေးတာမဟုတ်ဘူးပတ်စံနေအများကြီးကုန်တာမဟုတ်ဘူးအဲ့ဒါလို့လုံးလိုက်တာတရွာလုံးဟာတန်တမ်းမြဲကြီးဖြစ်သွားတယ်အဲ့ဒါလို့လုံရင်းကနေပြီးနောက်ဆုံးမှာတပြည့်အုပ်ချုပ်တဲ့ရွာသက်ကြီးရဲ့မမှန်တဲ့ပေးမှုကြောင့်တပြည့်အုပ်ချုပ်တဲ့ဘုရင်ကအုပ်စုဖွဲ့ပြီးတော့လုံနေတဲ့လူတွေကိုအထင်လွဲပြီးတော့ဖန်ခံရသေးတယ်အဲ့ဒါတော့ဇာလံအကျယ်ပြောတော့ဖန်ခံလိုက်ရတယ်နောက်ဆုံးမှာအမှန်တရားဆိုတာပေါ်လာတဲ့အခါကျတော့ဘုရင်ကသူတို့စင်တစည်းဆုချလိုက်ပြီးတော့အဲ့ဒီရွာကိုပါပိုင်စားခွင့်ပေးလိုက်တယ်ကုသိုလ်ကောင်းမှုပို့လုပ်ချသူတို့ရွာတိုးတက်တာယာရေးပန်းဝရင်းနေလှုပ်တဲ့ရေတွင်းရေကန်နေဖော်တယ်အဲ့ဒီရွာနာဖြတ်တန်းသွားလာတဲ့လူတွေဟာခိတ္တခဏအရေးခိုကြတယ်တဲကြတယ်ဆိုတာဖြစ်အောင်အကုန်လုံးလှုပ်ပေးကြသူတို့ဝေကြီးလဲတက်နိုင်တဲ့လှုပ်အားလဲရှိလာတဲ့အခါကျသူဓမ္မလို့ဆိုတာမခရဲ့အမျိုးသမီးတူတဲ့သူဓမ္မသူ့ကိုအကြောင်းပြုပြီးတော့နတ်ပြည်မှာအခမ်းအနားဆုံးဒီလူရရနဲ့ပြောမယ်ဆိုရင်ဓမ္မယုံကြီးဗိမာန်ကြီးပေါ့နော်သူဓမ္မဆိုတဲ့ဗိမာန်ကြီးနတ်တပင်အစည်းအဝေးကျင်းပတဲ့ဗိမာန်ကြီးဖြစ်ပေါ်ခဲ့သူတို့လုပ်ခဲ့တဲ့ဥယျာဉ်ကတာဝရိန္ဒနတ်ပြည်မှာနန္ဒဝန်ဥယျာဉ်ဆိုတာဖြစ်သွားတယ်သူတို့တူးခဲ့တဲ့ရေကန်ကဟိုမှာစိတ်တလာတာဥယျာဉ်တော်ကြီးဆိုတာဖြစ်သွားတယ်အဲ့ဒါလို့မခါတို့အဖွဲ့ဟာကုသကောင်းမှုလုပ်ကြအားတက်တဲ့ရော33ယောက်သူတို့တည်တဲ့အခါမှာတာဝရိန္ဒနတ်ပြည်ရောက်ပြီးတော့သူတို့မှာနတ်ချမ်းသာပုံမွားတွေလူပြည်တုန်းကလှုပ်ခဲ့တဲ့ဟာတွေအတိုင်းပဲဟိုမှာထိတဲ့များစွာအစင်းမြင့်တဲ့ဗိမာန်တွေဥယျာဉ်တွေဘုံဗိမာန်တွေကိုဆက်နေရသွားတာကုသိုလ်ကောင်းမှုရဲ့အကျိုးဟာအမှန်တမ်းကြီးမားတယ်ဒါကြောင့်မို့ကိုတတ်နိုင်တဲ့ကုသိုလ်လေးကိုမှတ်တမဲ့မနေနဲ့ရရွာပြိုးပြတာယာအောင်ကိုယ်တည်မှာရှိတဲ့ပုဂ္ဂိုလ်တွေသဘောတူတဲ့ပုဂ္ဂိုလ်တွေစုပေါင်းပြီးတော့လုပ်ကြမယ်၊ကိုင်ကြမယ်ဆိုရင်ပုံညသဟာယကုသိုလ်ကောင်းမှုပြုပေါ်ပြုပဲဖြစ်ပြီးတော့တန်ရှင်းတာယာတန့်ပြတ်သွားမှာဖြစ်တယ်ပေါ့တန်ရှင်းတာယာတန့်ပြတ်ပြီးတော့တဏှီတဲ့ဖွံ့ဖြိုးတိုးတက်သွားအဲ့ဒီလိုလုပ်အောင်ကိုယ်တိုင်လှုပ်ခြင်းဟာကုသိုလ်ကောင်းမှုလှုပ်ခြင်းပဲဖြစ်တယ်ဒီလှုပ်တွေဟာကုသိုလ်မရဘူးလို့ထင်ပြီးတော့အစကောမှကုသိုလ်ရတာမျိုးလို့ထင်ပြီးမလှုပ်ဖဲနေတာကိုယ်ဘဝမှာနည်းနည်းဆုံးရှုံးမှုဖြစ်တယ်ဘဝလေးရလာတဲ့အခါမှာတန်မိုးရှိတဲ့ကိုယ်လက်ကလေးနဲ့ကိုယ်ကုသိုလ်လေးတွေရအောင်စိတ်ဓာတ်ကမှန်ကန်တဲ့အတွေးမြင်အသိဉာဏ်တွေနဲ့ဖြူစင်တဲ့စိတ်ဓာတ်လေးတွေအရင်ရှိအောင်ကြိုးစားအထောက်အမယ်လို့ဆိုလို့တာဝရိန္ဒနတ်ပြည်မှာရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာတစ်ချိန်တုန်းကလူဘဝကလူတွေပဲဖြစ်တယ်သူတို့ကကုသိုလ်ကောင်းမှုလို့သတ်မှတ်ထားတာ9မျိုးရှိတယ်တာဝရိန္ဒနတ်ပြည်ရောက်နေတဲ့ပုဂ္ဂိုလ်တွေကနတ်ပြည်ရောက်ဖို့အတွက်ဒီ9ခုတဲ့ဒီ9ခုလုပ်ပါလို့ပြောတယ်နတ်ပြည်သွားခြင်းညရင်အဲ့ဒါလုပ်ဖို့လိုတယ်နော်စိတ်ချရရသော်ရကိုယ်တိုင်လည်းဟောထားတယ်နော်နံပါတ်1ကပါတော့ဆိုမာတာပိတိပရံစံတောမိဘကိုယုတိလေးစားစွာပြုစုဆောင်ရှောက်ရမယ်မိဥဖာအိုပြစ်မထားရဘူးကိုစားတယ်လို့စားစေရမယ်ကြွေရမယ်မွေးရမယ်မိဘကိုဥစားပေးမိဘကိုပြုစုနေခြင်းဟာကြီးမားသောကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်ဒါတစ်ခုနော်ကုလီစစ်ထပစာရိနာကိုမျိုးကိုရွာအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုလေးစားသမှုပြုရမယ်
တတ်နိုင်သမျှသူတို့ဝေယဝဆလုပ်ပေးတယ်ကြုံကြိုက်တဲ့အခါမှာကုညီတယ်ပံ့ပိုးတယ်ဟောအဲ့ဒီကုသိုလ်တွေဟာတောင်ရိသနတ်ပြည်ကနတ်တွေကသူတို့နတ်ပြည်ဘဝရောက်ခြင်းအကြောင်းတကယ်ကောင်းတဲ့ကုသိုလ်တွေဖြစ်သူတို့သတ်မှတ်ထားလူတွေကတော့သိမသိဘူးဒါတွေကိုကုသိုလ်လို့ဟောဆရာရမရှိတဲ့မိဥဖာဟိုတွေကိုဂရုစိုက်တာနောက်တစ်ခါကျတော့တဏ္ဏံတခိလတံပံတံစကားပြောလို့ရှိရင်ဘယ်တော့မှရိုင်းရိုင်းဆိုင်ဆိုင်မပြောနဲ့ရှင်းရင်ကြည်ကြည်ပြောကိုအမေတိုင်းအမေအဖေရွယ်ဆိုအဖေဦးကြီးအရွယ်ဆိုဦးကြီးပေါ့ဘယ်သူပဲဖြစ်ဖြစ်တလေးတစားပြောဆိုဆက်ဆံရိုင်းရိုင်းဆိုင်ဆိုင်ဆဲရင်ဒါမျိုးတွေမလုပ်ရဘူးလေတဏ္ဏံတခိလတံပံတံအဲ့တော့စကားပြောတာရင်ကြီးကြီးနဲ့ချိုးချိုးသားသားပြောခြင်းဟာလည်းကုသိုလ်ပဲရရဆက်ဆက်ပြောတာကိုဖရုဒဝါစာလို့ခေါ်တယ်နှုတ်ရဲ့ကြံတတ်မှုအဲ့ဒီဖရုဒဝါစာဆိုတာတစ်ဖက်သားရင်ထဲမှာအင်္ဂနဲ့ဖြစ်အောင်မပြောရအောင်သူတို့ဆိုလို့နာကြီးတော့အောင်မပြောချိုးချိုးသားသားပြောရမယ်လို့ဆိုတယ်အဲ့ဒီစကားချိုးသားစွာပြောဆိုမှုလေးကိုပဲကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုနော်ကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုရိုင်းရိုင်းဆိုင်ဆိုင်ပြောတာတို့ဆွဆွဲတာတို့ကိုလူရဲ့ပါးစပ်မှာခုတ်ဖြတ်တတ်တဲ့ပစိန်တလက်ပေါ်ထွန်းနေခြင်းပဲမြတ်စွာဘုရားကအဲ့လိုခေါ်တယ်လူတွေဟာပါးစပ်နဲ့ကိုယ်ကိုဖြည့်ဆည်းကြတယ်ကုထာရိဆိုင်တေမုခေလူတွေဟာကိုယ်ပါးစပ်ကိုမထိန်သည့်အတွက်ကြောင့်အပြောဆိုရက်စက်ကြမ်းတမ်းသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာအဲ့ဒီတိုင်ခံရရတယ်နော်ဒါကြောင့်မို့ဘယ်တော့မှအော်ဟစ်ကြမ်းတမ်းပြီးငယ်တော့ကြာဘူးတဲ့လူတွေမှာလူတကာကိုစောင့်မြောင်းပြီးတော့ဩနာဝန်းကြတယ်ဟဲ့ဘယ်သူခိုးသွားတာတော့နဲ့ဆိုပြီးတော့ဩနာဝန်းကြတယ်ဆဲတာနော်အဲ့လိုဟာမျိုးတွေဆဲကြတယ်လူတွေအဲ့ဒါမျိုးပိုးဆဲသေးတယ်နော်သေနာကောင်လို့လည်းပြောတယ်ငယ်တော့ကြာဘူးတာလေဘယ်သေနာကောင်ကလှုပ်သွားတာတော့ဘယ်ဩနာဝန်းကြတဲ့ဟာဒီအသီးခူးသွားသလဲလဲဆိုပြီးတော့အဲ့ဒီလိုဟာမျိုးတွေမပြောမိအောင်ခရစ်ဆက်မယ်ဒီလိုဆိုလို့တဏ္ဏံတခိလတံပံတံပေတုနေယပဟာယိနာဆိုတယောက်နဲ့တယောက်မတက်အောင်ဂုံးမချောရဘူးနော်တူနဲ့တူကွဲပြားသွားအောင်စိတ်ထားကွဲသွားအောင်ဒီလိုဂုံးချောမှုမပြောရဘူးတဲ့ဒါလည်းပါစက်နေနဲ့ရှောင်းရမယ်ဇီတုစရိုက်ဖြစ်တယ်ပေါ့နောက်တစ်ခုကဘာလို့ဆိုဝိနယေမစ္စေရမလားကိုယ်သာသုံးမယ်ကိုယ်အတွက်ကိုယ်သာကိုကြည့်တတ်တဲ့မစ္ဆရိယတရားတစ်ဖက်သားကိုလုံးဝမရစေခြင်းနဲ့ဝန်တိုမှုဆိုတဲ့မစ္ဆရိယတရားဆောင်ရှားရမယ်တဲ့ကိုယ်သာသုံးမယ်ကိုယ်သာအခွင့်အရေးရခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးမရှိရဘူးရရောရမယ်နော်ငါလည်းလူဘဝနေတာခဏပဲငါတယောက်တည်းနေတာမဟုတ်ဘူးဘာပဲဖြစ်ဖြစ်ရှိသမျှဟာအလုံးအတွက်ပဲဒီလိုလုံးနော်မြမပြည်မှာတိုင်းရင်းဆရာတွေမစ္စရိယအာချီပြီးတော့စေတမဲဖွဲ့ထားနောက်စေတမဲဖွဲ့ထားကြာတော့စေနီတွေပြောက်ကုန်မစ္စရိယလို့ခေါ်တယ်ဘာအကျိုးမှမရှိနော်ကိုသိတာလေးကိုဖွက်ထားဘယ်သူမှမပြောဘဲနဲ့ဖွက်ထားတေတော့ပါသွားတယ်အဲ့ဒါလိုမလုံးရဘူးတဲ့ကိုသိတာပြောပြဘယ်သူပဲဖြစ်ဖြစ်စ조사ရင်ဖြစ်မှာပဲအဲ့ဒါကြောင့်မို့ရှုပ်ဝက်ထားတယ်မရှိစေရအောင်ကို့မှာရှုပ်ဝက်တယ်ဆိုတာလူမသိသူမသိစေရမယ်ရှုပ်ဝက်ချက်ကိုပြောတာမဟုတ်ဘူးအများအတွက်လှုပ်တဲ့လှုပ်ထိုက်တာတွေကို
အများအကျိုးဖြစ်မဲ့ဟာတွေကိုရှုပ်ဝဲမထားရဘူးလို့ဆိုလို့နော်တွန့်တိုတာရှုပ်ဝဲတာဆိုတာအမျိုးမျိုးရှိတယ်ဟင်းကောင်းကောင်းလေးချက်ပြီးတော့အသားလုံးကောင်းကောင်းလေးကိုကြောင်ရင်းနဲ့ထည့်တော့ခတ်ထားရင်လည်းအဲ့ဒါမစ္စရိယကျန်တဲ့လူတွေမစားရဘူးဆိုနော်ဖွက်ထားအိမ်မှာလည်းပဲမစ္စရိယရှိတယ်ငါဟာမကင်နဲ့ဒါငါအတွက်နင့်အတွက်မဟုတ်ဘူးဆိုရှုပ်ဝဲတယ်အဲ့မျိုးဖြစ်တတ်တယ်မိသားစုတယ်ဂုံကျေးဇူးနဲ့ပတ်သက်လာရင်လေလူတယောက်အကြောင်းကိုလူတယောက်ကကိုယ်ရှိမှချီးမွမ်းနေလို့ရှိရင်မချီးမွမ်းနိုင်ဘူးမင်းမသိပါဘူးကွာဆိုပုတ်ချလိုက်နော်အဲ့ဒါလို့ချီးမွမ်းတာကိုလည်းပဲမကြိုက်ဘူးလူတယောက်ကိုချီးမွမ်းရင်လည်းမကြိုက်ဘူးကိုယ်သာချီးမွမ်းရင်ချီးမွမ်းသူများချီးမွမ်းရင်မကြိုက်ဘူးဆိုတော့အဲ့ဒါတွေအလုံးဟာမစ္စရိယတွေကြီးမစ္စရိယတရားတွေဟာကိုယ့်ကိုဖြစ်စီဒါကြောင့်မို့မခလူလင်တို့အဖွဲ့ရတော့သူတို့ကမစ္စရိယတရားကိုလည်းဖယ်ရှားတယ်တဲ့အိမ်မနေအလုံးအတွက်ဆိုတဲ့အနေနဲ့ပဲနေကြဘယ်သူပဲဖြစ်ဖြစ်ပွင့်ပွင့်လင်းလင်းဆက်ဆံပြောဆိုပြီးနေထိုင်ကြကိုယ်အတွက်လည်းမဟုတ်ကြိုက်တဲ့လူစားသွားဒီလိုအများအတွက်ပဲတူတူပဲစားကြတယ်ဒီလိုနေကြတယ်နော်ဝိနည်းမရှိရမလားသစ္စာကောဓာဘိဘုံနရံဆိုပြောလို့ရှိရင်ဘယ်တော့မှလိမ်မပြောဘူးတဲ့အမှန်တိုင်းပြောတယ်ဒါလည်းပဲဂုဏ်သိက္ခာတစ်ခုပဲအဲ့ဒီတစ်ခုတည်းနဲ့လည်းနတ်ပြည်ရောက်တာတွေရှိတယ်ပေါ့နော်ကောဓာဘိဘုံကိုဒေါသကိုချိုးနိုင်တယ်ဒေါသကိုလွတ်မပေးဘူးအခုခေတ်ကတော့ဒေါသကိုရှေ့တန်းတင်လာတတ်အဲ့တော့စိတ်ဆိုးရင်စိတ်ဆိုးတဲ့ဒေါသကိုရှေ့တန်းမတင်ရဘူးချိုးနိုင်ရမယ်ချိုးနိုင်တဲ့သူကမှသူတော်ကောင်းဒေါသကိုဒေါသကိုကြီးထွားလာအောင်လုပ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းမဟုတ်ဘူးနိနာမှာကိုယ်ပဲနိနာမှာပဲဒါကြောင့်ကောဓာဘိဘုံအမြဲဒေါသကိုချိုးနိုင်တယ်ဘယ်သူပေါ်မှာအညှို့တိမထားဘူးစိတ်ဆိုးရင်လည်းခဏပဲစိတ်ဆိုးတဲ့ဒေါသကိုဖယ်ရှားပြတယ်လို့ဒီလိုဖြစ်ရအလုံးပေါင်းလိုက်တော့9ခုရှိတယ်နော်မိဘကိုလှုပ်ကြွေးခြင်းအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားခြင်းရင်ကြီးစကားပြောခြင်းခုံးတိုက်မှုကင်းခြင်းမစ္စရိယတရားကိုဖယ်ရှားခြင်းမှန်ကန်တဲ့စကားကိုသာပြောဆိုခြင်းနဲ့ဒေါသကိုထိမ့်သိမ်းချိုးနိုင်ခြင်းအဲ့ဒီခုနှစ်ခုကိုတာဝရိန္ဒနတ်တွေကဒီခုနှစ်ခုဒီချင်းနေနဲ့ရှိတဲ့ပုဂ္ဂိုလ်ကိုတကယ်သူတော်ကောင်းလို့ဆိုပြီးတော့ချီးမွမ်းကြတယ်ဟုတ်တော့ခုနှစ်ခုလုံးပြည့်ရင်တော့မပြောနဲ့တော့ဒီထဲကကုသိုလ်ကောင်းမှုတွေကိုယ့်ရဲ့နဲ့ရောက်လာပြီကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာချီးမွမ်းမွယ်ဖြစ်တယ်ရှင်မောဂလန်ကတခါတာဝရိန္ဒနတ်ပြည်ကြွသွားတယ်ကြွသွားတဲ့အခါမှာဘုံမိမှန်လှလှပပတွေတွေ့ရင်ရှင်မောဂလန်ကကြည့်တယ်ခုခေတ်ပေါ့ခြေသားလဲအိမ်လှလှလေးတွေပေါ်လာပြီးထားတယ်တိုက်တွေလှလှလေးနော်အဲ့တော့ဒီတိုက်ဘယ်လိုလုပ်ရတာတော့ရှင်မောဂလန်တော့လိုက်မေးတယ်ခုတော့အဲ့လိုတော့မေးကြဘူးထမရဲ့တိုက်ရှိတွေသွားပြီးတော့ဟာဒီတိုက်ကြီးကောင်းတာဘယ်လိုရတာတော့ဘယ်လိုဆောက်နိုင်တာတော့ရှင်မောဂလန်ကတော့တာဝရိန္ဒနတ်ပြည်တက်သွားပြီးတော့ဘုံမိမှန်ကောင်းကောင်းနဲ့ရှိတဲ့ဘုံမိမှန်ကသွားရလိုက်တဲ့အခါဘုံမိမှန်ရှင်နတ်သမီးတွေထွက်လာတော့ရှင်မောဂလန်ကမေးတယ်အေးမင်းလူပြည်တော်ကဘာတွေလုပ်ခဲ့လို့ဒီလောက်လှပတဲ့ဘုံမိမှန်ကြီးနဲ့အခုနတ်ပြည်မှာမင်းချမ်းသာသာနေရတော့ဆိုအဲ့နတ်သမီးကရှက်တယ်သူလုပ်ခဲ့တာဘာမှမပဲရမရှိရှက်ပါလေပြောရမှာနော်ကုသိုလ်ကောင်းမှုကနည်းနေတော့ရှက်တယ်လို့ပြောတာအဲ့တော့နတ်သမီးတယောက်ကတော့ဘာပြောတော့တပည့်တော်တဲ့ဆွမ်းလည်းမလောင်းဘူးဘာမှမလုပ်ဘူးဘယ်ကောင်းမှုမှလည်းမလုပ်ဘူးတပည့်တော်လှုပ်တာတခုမှတ်မှတ်ရတပည့်တော်လိမ်မပြောတတ်ဘူးတဲ့ဘယ်တော့ဖြစ်ဖြစ်အမှန်ပဲပြောတယ်
Mana takure pure ne tu edi phobe manya. Sensachi no. Sasa me dviro Malay na pure. Avashi mandai me pure. Edi mandai pure dviro di phobe manya yara ne. Now the car. You the media. Edi another media. No phobe man toare kaja. Hey, name by mania canala yila, did not be Bekudu and Lola, Loti Kudu Yaki, payment yara also. Shimbiade, Taviro le Pakudu, my local am Shiva Hude. Davi Melu Taviro knew that at all suade. Taviro who says so Yainet loaded. Davi met Taviro. Pero ma. Same so good. Go same so. Get to that like Kayo man. So now be them home no. That on the edge. So they go Sora to Kayama no. Eddie knew the me. The video Yaja blow so the video same so good. Same so all evil. Pero ma. To other material. The video tuning it. Eddie could do down the video Tayala. The Kude no do load on it. Now the Ugaro, Pomay Mani, Belolo Yara, don't know me a Kajara. To be or Chichi Mama, Luigi, a big about wood. Diamond, the video see Deo Yoga Lata and a video Shira Lay, the beauty to know she in the show be like her. Bonnie the session and champion of be like her. Oh, Nenny ship it, video Lata and a Koshira Lee, Pepe like her. Pero mama beulu menyemure. Eri kudo jauh de viro aku lo bombe manya bare. Tiru biora, no. Ero simogulanga. Eri tu go beviro. Biasa biasi senla. Tupi biaya udah kapiane dua dengan shot. Simpiare. Manali pioyo neo nabi yau telah. Doa go choti oni neo nabi yau naik telah. Nene li luyo neo nabi yau telah so. Nyasa biar. Mogala ngau balu lame ni le. Kurai nabi yau de nadami tu yau ka mengu shalai bida mola lu piaga ti ni bida cie. No. Eri salan ni le si. Dah mulu kudu kamu sura. Emira aku ar. Kudu kamu aku ar apa tu jauh. Nyasa biar soma. Kalau de kudu kamu dia, desen ya. Bikin ne, kau ni cakap ya sene ne kudu kamu lu pelu. Nyasa biar daidon ne, tadama kriya kaleyana nisaya tampraika. Punya ni praloga tu, berdaya hondi pani na. Teman-teman kau ni siapa, kubuah kau ni siapa, jauh siapa itu, pison je dah. Kudu kamu joza loba, ro kudu lode sura. Amai keli kau biar ngasa. Jiwa jaga Rusia. Amai kau dek kalau dari tha. Beti nari gacha tora rono domlune. Era solusi kau dek tu kaya bisa maafir, no? Aku tu pakai awi beti nara. Dekat bisa no era. Sirunga. Siri yin ma tadwe chui dware khama. Eri abyu thami tiyaw ka eri tadwe ko tuwa thup pit de tan shin ne. Tan shin de akha ja daw yu ma lou phai ne be apyet ma de ka so tu apyet ma ji be phit ko. Kudo ka mo lo. Ero ko lo de kudo tan tan phit phit ya aung tu mya ko pit tin de sight mashi sei ne. Badu lou twa twa tu lou twa lo. Now so ma khuya ma sin song twa le beစိတ်နှုံးကြောက်တုံတစ်ခုတော့ချသွားပြီ။ငါရအောင်ယူပါပဲဆိုယူကျုံမရတယ်ယူကျုံပြလိုက်ပေါ့။ဖះဒီပေါ်မှာနော်။အဲ့ဒါလို့စိတ်ကိုအရေးကြီးဆုံးကတော့ကုသိုလ်ဖြစ်ဖို့ရအတွက်ဖြူစင်တဲ့စိတ်ဓာတ်ထား။သူများကိုအပြစ်တင်တဲ့စိတ်ဘယ်တော့မှမလုံးနဲ့။အပြစ်တင်တဲ့စိတ်ဆိုရင်ကိုယ်အကုသိုလ်ဖြစ်သွားပြီကိုယ်။အဲ့ဒါလို့မဟုတ်ပဲနဲ့တကယ်ကိုဖြူစင်တန်ရှင်းတဲ့စိတ်နဲ့တတ်နေတဲ့ဗျာငါအများကောင်းကျိုးလုံးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့
ကြိုးစားအထောက်ကြမယ်ဆိုလို့ရှိရင်ကိုနေတဲ့မြို့တွေရွာတွေတာယာလှပပြီးကိုနေတဲ့ဒေသကြီးဟာဖွံ့ဖြိုးတိုးတက်လာမှာအမှန်ပဲဖြစ်တယ်ပေါ့တယောက်တည်းမလုံနိုင်ရင်စိတ်တူကိုယ်တူသဘောတူတဲ့ပုဂ္ဂိုလ်တွေစုပေါင်းလုပ်ခြင်းဟာလည်းပဲတစ်နယ်လုံးတစ်ဒေသလုံးကြီးပွားတိုးတက်ကြတာဖြစ်တယ်ဒါကြောင့်မို့ဒီကနေ့ရှင်ပြုနာသာအလှတော်မင်္ဂလာအကျိုးဓမ္မသဘင်ခန္ဓာမှာကုသိုလ်ကောင်းမှုရချောင်းနေ့စဉ်နဲ့အမျှပစ္စံငွေကြေးတနာကုံမကုသိုလ်ရတာမဟုတ်ဘူးအလုံးနဲ့ကုသိုလ်ရတယ်အခုလိုအလှတန်တော့ရတယ်ဆိုတာမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့ရမှလို့တာမန်ကုသိုလ်လေးတွေအတောင်ကြီးမားတဲ့အကျိုးပေးတယ်ဆိုတော့အခုလိုဘုရားသာသနာတော်နဲ့ပတ်သက်ပြီးတော့အလှကြီးပေးတယ်ဆိုတာကြတော့ထိတဲ့ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုရမှာမြေကြီးလက်ခံမလွယ်ဖြစ်တယ်ဒါကြောင့်တို့တွေဟာတဘောတစ်ခါဆွာလို့ဝန္တာကြည်နုဝဲရှင်ပြုနာသာအလှတော်မင်္ဂလာကြီးကိုပြုလို့ရမှာဖြစ်တယ်ဆိုပြီးတော့ဝန္တာသောပိဋိကြည်နုသောစိတ်ထားဖြင့်ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း